ကျော်တို့လန်ဆွမ်းတော့ဘောနေပြီးတော့ပန်နံဖက်ကိုဟဲ့မှာဖြစ်ပါတယ်ခင်ဗျာဒါကတော့ကိုထုံးကြီးဖြစ်ပါတယ်ခင်ဗျာအစိတ်နေရောစောက်ရန်ကိုစောက်ရန်လာတော့အစိတ်နော်ရှင်းမဖြောင်းနေတာတော့ကိုထုံးဖြစ်ပါတယ်ခင်ဗျာဟိုရှေးကြီးပဲနော်အစိတ်နေဖြောင်းနေတာနော်ဒီရှိပါတော့တဲဦးကြီးတို့တွဲဖြစ်ပါတယ်နော်ကြော်တက်သွားရင်တဲဦးကြီးတို့တွဲဟိုရှယ်တော့နော်ဒီညနေခင်းတော့ဖြောရတာဒီလိုလေးဒီမိုက်တယ်လို့ပြောမယ်ကွာကိုတော်တို့နဲ့ကိုအိုင်တော်ရင်းနဲ့နော်ဖြုံနေရတော့ရှယ်ပဲဟဲ့ဟိုရေကိုတော်အစိမ့်နဲ့ဆွဲသွားရင်တွေ့လားဟိုရေရှယ်ပဲရေဆွဲသွားတာသူလမ်းမတော့ပဲရှိရောလမ်းကွေးရှိရဲ့ဆွဲသွားလိုက်ဒါတော့တဲဦးကြီးတို့တွေ့တာတော်လေးအားကြရဆော်လေးကိုတင်မောင်းရဖီး